ခုနှစ်သိန်းရှစ်သိန်းတန် smartphone တွေထဲမှာ IP69 နဲ့ရေးစိမ်ခန္ဓာတွေရောကျန်းခန္ဓာတွေပါလုပ်လို့ရတဲ့ Realme ရဲ့ C75 အကြောင်းလေးပြောပြမယ်။သူက IP69 အပြင်မှာပဲ Armor Share Protection နဲ့ Armor Share Glass တွေရော support ရတော့ share ကျန်းခန့်တယ်။ရေထဲမှာသုံးလို့ရမယ်။ရေခဲထားပြီးတော့ရေပြန်ဖြော်ပြီးသုံးရင်လည်းဘာမှမဖြစ်ဘူးဗျာ။လန်ထွက်နေ။သူ design ကလည်းရိုးရှင်းရှင်းလေးနဲ့ပပလေးအဲ့ပပလေးကိုမှပဲ battery က 6000 mAh တောင်ပါတယ်။ battery share သုံးခံမယ်။အပြင်သွင်းဖို့အတွက်ဆိုရင်45 watt super volt flash charge လည်းထည့်ပေးထားတယ်။ display ဆိုရင်လည်း 6.9 လက်မ size နဲ့ full HD ထုတ်ပေးတဲ့ 90Hz display နဲ့သုံးရမယ်။ကင်မရာကတော့50 megapixel AN clear camera ကိုအဓိကထားသုံးပြီးတော့ရိုက်ရမယ်။ပုံနေလည်းမဆိုးဘူး။ C75 မှာက Helio G92 Max Outer Core chip ကိုထည့်ပေးထားတယ်။ RAM က 8GB ပါတယ်။ RAM expansion ဆိုရင် 60GB ထိတောင်ထပ်တိုးလို့ရတယ်။ volume ဆိုရင်လည်း 400% ထိချိန်လို့ရတဲ့အတွက်အတန်လည်းကျယ်။ Realme C75 ကသူ့ဈေးတန်းမှာအကျန်းခန့်တာတွေရောရေထဲမှာသုံးလို့ရတာတွေတော့ ਨੇ တော်တော်လေးမိုက်တဲ့ဖုန်းလို့ပြောရင်ရတယ်။သိမကြခင်တော့ C75 ကိုသုံးရတဲ့အတွေ့အကြုံကိုပြောပြပေးသွားအောင်မယ်။ Like and subscribe လုပ်ခဲ့အောင်